ကြီးကန်းဆိုရင်လူတိုင်းကသိကြပါလေအမွေးတောင်မောင်မဲမဲအတန်ကတားနဲ့ဘလိုလားသူတို့ကကြီးတောင်မှရိုးကြီးမဟုတ်ပဲကြီးကန်းကိုအမနာပြောကြပါလေလူလားနေတဲ့သူတွေကတော့ရွှေကြီးကလေးရွှေကြီးညိုဟုအမိုးတင်ခေါ်ကြပါလေရှေးကင်းဟောင်းတပ်သပင်လောကမှာရွှေကြီးညိုအမည်ဖြင့်ဓမ္မေသားကြီးတို့ထွန်းကားပေါ်ပေါက်ခဲ့ပူးပါလေကြီးကန်းကအစုံစားတဲ့တော်ဖြစ်ပါလေနွေရာသီလယ်တွင်3ဦးမှ4ဦးထိဥရှာလေးရှိပြီးမိုးရာသီတွင်သားပေါက်ကြပါလေကြီးကိုမြန်မာနိုင်ငံအနှံ့ပြားတွင်တွေ့ရလေးရှိပြီးတော့ကြီးမှလည်းတောကြီးခန်းဆိုပြီးတော့လည်းရှိပါသေးတယ်တောကြီးခန်းသည်မြို့ကြီးခန်းထက်အရွယ်အနှဲငယ်ပိုကြီးပြီးတောတွင်းနဲ့တကောင်နဲ့နေလေးရှိကြပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာကြီးကန်းတွေစီကနေပြီးတော့ဘာတွေတွေ့ရမလဲဆိုတာကိုဆက်ပြီးပြောပြပေးသွားပါမယ်ရှေးလူကြီးရှေးပညာရှိကြီးတွေကလည်းသူခေတုကလည်းတဘာဘဝဝင်ကျင်မှာရှိတဲ့ကျင်းခတ်တိရစ္ဆာန်များကိုလေးလေးနက်နက်သူတွေတနာမှတ်တမ်းပြုခဲ့ကြပါတယ်အဲ့ဒီတော့လူတို့အနေဖြင့်ကြီးကန်းတွေစီကနေပြီးတော့လေးလာတွေ့ယူတင်သောအချက်၄ချက်ရှိတယ်ဆိုပြီးတော့လည်းပြောထားကြပါတယ်အဲ့တော့ဒီကဘာတွေလဲဆိုတော့နံပါတ်1ကြီးတို့သည်မေတုံမှု၌ရှိုးဝဲကြကြီးကန်းတွေမေတုံပြုတာကိုမမြင်မတွေ့ဘူးဟုဆိုကြပါတယ်အခြားကြီးကန်းတွေကတော့ကြီးကဲ့သို့ရှိုးဝဲခြင်းမရှိကြပါဘူးအဲ့ဒါကြောင့်လူတို့သည်လည်းအချက်ကြောက်ရှိစွာမေတုံမှု၌ရှိုးဝဲတင်တယ်လို့ဆိုထားပါတယ်နံပါတ်2ထားသိသည့်ကာလတို့၌အရှင်းရှင်းပေါင်းစုံစုဝေးခြင်းကြီးကန်းတွေကတကောင်နဲ့တိကျနေလေးမရှိစုပေါင်းရတာနေထိုင်ကြပါတယ်စုပေါင်းစားတော့ကြပြီးဘေးရတဲ့ကိုလည်းစုပေါင်းဝိုင်းအောင်တွန်းလှန်တက်ခတ်ကြပါတယ်လူတို့သည်လည်းစုပေါင်းနေထိုင်တတ်သည့်တလေကြောက်လာတော့ဘေးရတဲ့မှန်တယ်များကိုတညီတညွတ်တဲ့တော်လှန်ကြဖို့လိုတယ်လို့ဆိုထားပါတယ်နံပါတ်3မမိတ်မလျော့ခြင်းကြီးတွေကအနေကိုအမျက်သတိထားလေးရှိကြပါတယ်အထူးသဖြင့်တကိုင်းတကားတွေအမျက်နားလေးမရှိပါဘူးအမျက်လှုပ်ရှားနေတဲ့အတွက်ကြောင့်ငှက်ပြသမားတွေကကြီးတော်အောင်ကိုပြစ်ခတ်နိုင်ရင်ခဲရင်ပါတယ်လူတို့သည်လည်းကြီးကဲ့သို့ဘေးရတဲ့ကိုအမျက်မမိတ်မလျော့သတိရှိဖို့လိုပါတယ်နံပါတ်4မပြေးမရည်ခြင်းကြီးကတွေကအမြဲတမ်းလိုဖြစ်လဲလဲရှိကြပါတယ်လူတို့ဒီလည်းပြင်းရီကင်းလျက်အမြဲတက်တက်ကြကြရှိဖို့လိုတယ်ဆိုပြီးတော့ဆိုထားပါတယ်မြည်သည့်ရာမဆိုအစိုးနဲ့အကောင်းဒီဒွန်ရက်လျက်ရှိကြပါတယ်ကြီးငှက်တွေမှာလည်းစိုးသောအရာတွေလည်းရှိနေပါလိမ့်မယ်ဒါပေမဲ့လို့ကောင်းသောအချက်ကောင်းသောကိစ္စရပ်များကိုအတူယူဖို့တင်ပါကြောင်းပြောရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်